ကဲဒီနေ့မှာတော့ကိုဝင်းနီနေဝင် channel ကနေပြီးတော့အလုပ်သွားចောင်းသွားရုံးသွားသမားတွေအတွက်အဆင်ပြေမဲ့ sandwich လေးတစ်ခုလုပ်ပြပေးပါမယ်။အရင်ဆုံးကြက်ဥကိုတုံးလေးဖြစ်သွားအောင်ခြေမယ်ခြေပြီးသွားရင်တော့စိမ့်စိမ့်လေးဖြစ်အောင်လို့နီနီတို့ cheese လေးကိုထည့်ပြီးတော့နေပြီးသွားလိုက်ပါမယ်ရှင်။ဒါမှကြက်ဥလေးက creamy ဖြစ်ပြီးတော့စိမ့်စိမ့်လေးနဲ့စားလို့ကောင်းမှာပေါ့နော်။ကဲခုဆိုရင်တော့ creamy egg paste လေးရသွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့နီနီကခဲညင်သီးလေးထည့်မှာမလို့ခဲညင်သီးလေးလီးမယ်ဆက်လက်ရွက်လေးလည်းပြင်ထားမယ်ပေါ့နော်ဒါဆိုရင်စပြင်လို့ရပါပြီနီနီကတော့ brown bread လေးကိုတုံးထားပါတယ်တကယ်ချင်းတို့ကတော့ကိုယ်အဆင်ပြေရာကိုတုံးလို့ရတယ်နော်ကဲဒါဆိုရင်တော့တစ်ထပ်စီအုပ်ပေးပြီးသွားတဲ့နောက်မှာတော့နီနီတို့နောက်ဆုံးအနေနဲ့ပေါင်းမုံလေးထပ်တင်လိုက်ပါမယ်ကဲဒါဆိုရင်တော့ကြည့်ပါအောင်အရန်ကိုလှပြီးရောအရသာရှိရဲ့ကျမရင်းနဲ့လည်းညီညွတ်တဲ့ sandwich လေးတစ်ခုရသွားပြီပဲဖြစ်ပါတယ်မမေတို့လည်းကိုယ့်ရဲ့ကလေးလေးတွေအတွက်ကြောင်းသွားရင်ဒါမျိုးလေးလုပ်ပြီးတော့ထည့်ပေးလို့ရရလीနော်ကိုအိမ်မှာတွေမဲ့လောက်ထားဆိုတော့လေစိတ်ချလက်ချလဲစားလို့ရတာပေါ့လေလုံနီလေးကလည်းလွယ်ကူတာမလို့တကယ်ချင်းတို့လိုက်လောက်စားကြည့်ကြပါအောင်နော်ဒီလိုမျိုးကုန်ကြစရိတ်တတစွာနဲ့ကျမရင်းနဲ့ညီညွတ်တဲ့မီနူးလေးတွေကိုထပ်ပြီးတော့ကြည့်ချင်နေဆိုရင်တော့ကိုဝင်းနီနေဝင် channel ကိုလည်း follow like comment share လေးလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်ကျေးဇူးပါ